မင်္ဂလာပါကလေးတို့ရေအခုဆရာမကတော့ဒီလောလောဆယ်ဂျပန်ရောက်နေတာပေါ့နော်ဒီဂျပန်ရောက်နေတာဒီအင်္ဂလိပ်လို9ရက်နေ့လောက်ဆိုရင်ဆရာမကကလေးတို့တွေကိုဟိုပါလေဂျပန်ဖျားမဲလေးတွေမဲဖောက်ပေးမယ်အဲ့ဒါအပြင်ကိုဂျပန်ကအမတ်တရအနေနဲ့ပေါ့နော်ဒီမျက်နှာအယောင်ချေတာလေးတွေတို့ဟိုမျက်ခုံးမွေးဆဲတံလေးတွေတို့ဂျပန်မျက်နှာလေးတွေနော်လက်ဆောင်မဲဖောက်ပြီးဦးမှာပါเนาะအဲ့ဒါလေးတွေအတွက်ကန်ဆယ်မှုဆိုရင်ခိုင်ပါတပီ Facebook page မှာ like and share လေးလုပ်ပေးပါလို့ share ပြီးမှန်ပြီးเนาะအဲ့ဒါလေးပြောတာပါပြီးသွားရင်အခုအင်္ဂလိပ်လိုစနေနေ့မှာရန်ကုန်ကန်လေးဖွင့်ပါမယ်ရန်ကုန်ကန်ကတော့ယောက်ျားလေးလက်ခံလို့မရပါဘူးယောက်ျားလေးတက်ချင်နေဆိုရင်တော့ပဲခူးကန်ကိုဆက်သွယ်ပေးပါเนาะပဲရန်ကုန်ကန်ဆက်သွယ်ဆုံးသက်မေးမြန်းမယ်ဆိုရင်400-6919ပါเนาะပြီးသွားရင်ဒီရန်ကုန်မှာစနေနေ့လေတင်တန်းနေရှိရဲ့လစဉ်လာတိုင်းတင်တန်းနေရှိတာမို့လို့4432228ခွန်တက်တွေကိုဆက်သွယ်မေးမြန်းလို့ရပါတယ်အခုလေကလေးတွေမှာအောင်လက်မှတ်တွေရှိလားအောင်လက်မှတ်တစ်ခုကဘာလဲဆိုလို့ရှိရင်မုံဆက်ရုံမှာလောက်ရမယ်ဆက်ကုံထုတ်ပေါ့နော်ကုံထုတ်နော်စားတော့ကုံထုတ်အောင်ထားတဲ့သူရှိရင်เนาะယောက်ျားလေးရောမိန်းကလေးရောခေါ်มาမို့လို့သူတို့ကအန်တရီကိုဖြေထားတဲ့သူမျိုးเนาะအန်ဖို့လက်မှတ်ရှိတယ်တခုတည်းလက်မှတ်ရှိတယ်เนาะเนาะအန်တရီကတော့ဖြေထားတဲ့ဆိုရင်လက်ခံမယ်တဲ့เนาะအဲ့ဒါတခုရှိမယ်เนาะနောက်တစ်ခုကကြတော့เนาะအကျွေးစနစ်เนาะဒေါ်လာ2800ကိုဂျပန်ရောက်မှဆက်ရမယ်သူကဟောပေါ့ training ခိုက်ခေါ်ပါတယ်အဲ့တော့အန်ဖို့ဘာလက်မှတ်နေရှောက်လို့ရတယ်เนาะသူကအရက်ကတော့နည်းနည်းလေးသတ်မှတ်ထားတယ်ပေါ့เนาะ153 153 154 155လောက်ပေါ့เนาะဝိတ်ကတော့kg 45 40နဲ့45ကြားပေါ့เนาะအဲ့ဒါကိုအသေးသေးမေးမယ်ဆိုရင်956933116ရဲ့ဘိုင်ပါမှာမိလို့ရတယ်เนาะသူအကျွေးစနစ်ပြီးတော့ကန့်ဝင်ရမယ်เนาะအောင်လည်းမရှိတယ်ပြီးရင်ဝင်ဖြေမယ်ဝင်ဖြေပြီးသွားလို့ရှိရင်ကန့်ဝင်ရမယ်ကန့်ဝင်နေတဲ့ကာလမှာပါလို့ဆိုဂျပန်စကားပြောတို့เนาะခိုင်ခွန်းနဲ့ပတ်သက်တာတို့ဂျပန်လူမျိုးစိတ်အားကိုယ်တိုင်းစာတွေ့လက်တွေ့သင်ပေးမှာပါเนาะအဲ့ဒါတခုเนาะအဲ့ဒါကတော့လုံးဝအကျွေးစနစ်เนาะနောက်တစ်ခုကဘာလဲဆိုရင်စိုက်ပျိုးရေးတခုတည်းစိုက်ပျိုးဒီတခုတည်းစိုက်ပျိုးရေးကကြတော့မြန်မာမှာရှိနေတဲ့သူကိုရှိနေတဲ့သူကိုထိုင်းမှာရောက်နေတဲ့သူကိုရှောက်လို့ရတယ်ယောက်ျားလေးရောမိန်းကလေးရောဘာနေရှောက်လို့ရတယ်เนาะသူကပေါ့เนาะအန်ဖိုးလက်မဲ့ရတခုတည်းလက်မဲ့ရအဲ့နှစ်ခုရှိရင်ရတယ်တခုတတိထားမှာကဟော့အိုင်းဒိုနဲ့เนาะခူးရှူမှာเนาะအဲ့တော့ဘယ်နေရာကြမယ်ဆိုတာမသိဘူးเนาะအဲ့တော့အဲ့ဒါလေးကိုလည်းစိတ်ဝင်စားရတယ်ဆိုရင်9693316ရဲ့ဘိုင်မှာစုံစမ်းမေးမြန်းလို့ရပါတယ်เนาะနောက်တစ်ခုကကြတော့သူလေးစားတော့ဆိုင်သူကတော့အန်သရီလက်မှတ်ရှိမှရမယ်เนาะယောက်ျားလေးမိန်းကလေးနေရပါတယ်เนาะအဲ့တော့ရမအရင်တော့ပြောပါတယ်เนาะအစမ်းစီပြောတယ်ဒီအောင်လက်မှတ်တွေเนาะကိုမှစုံထားတယ်ဆိုလို့ရင်ခိုင်မာရမီရုံးမှာစရင်ပေးလို့ရတယ်ဘာပစံမှမကောက်ဘာချေးမှမကောက်เนาะအဲ့ဒီတော့เนาะတခုတော့ရှိရပါတော့deposit ကောက်တော့မယ်ဆိုလို့ရှိရင် interview က view တော့မယ်ဆိုရင်အဲ့ကြရင်ကောက်တယ်ဘာလို့လဲဆို interview လာဖြေမဖြေမှာဆိုလို့เนาะအဲ့အကြောင်းမို့လို့စရင်ပေးအောင်စင်ကတော့ဘာမှမကောက်တဲ့အတွက်ကြောင့်မို့လို့စရင်ပေးခြင်းတဲ့သူတွေပေးလို့ရပါတယ်ဆော့ကပြောတယ်เนาะ39ခွန်ကို9 2 3 5696ရဲ့เนาะ9693316ရဲ့အဲ့ဖိုင်ဘာတွေမှာစားဖို့လို့ရပါတယ်ကြိုးကြောင်းပြီးလို့ရပါတယ် TikTok မှာလာမေးရင်တော့ဆရာမကတော့ copy ဟိုဟာတွေပဲချပေးနေမှာနော်မအားလို့ပါနော်တောင်းပန်ပါတယ်ရှစ်ကျေးဇူးတင်ပါတယ်